Hello မင်္ဂလာပါဒီရှာကတော့ May Education Center ဒီရှာမေဖြစ်ပါတယ်ဒီနေ့တော့ဒီရှာတွက်ပြခြင်းတဲ့ပုံစံလေးကကြတော့0606ဒီ additional math ပေါ့နော်ဒီ paper ကုတ်အနေနဲ့0606 additional math ရဲ့chapter 4.5 ပေါ့နော် exercise 4.5 chapter 4 exercise 4.5 မှာပါတယ်ပုံစံလေးကိုဒီရှာတွက်ပြခြင်းပါတယ် and number 1ပုံစံလေးပေါ့နော် number 1သူကဘာပြောထားလဲဆိုတော့ find the real values of a satisfying the following equations ပေါ့ဒီ equations ကိုပြည်လဲစေတဲ့ဒီ value ဒီ x ရဲ့ value တွေကိုရှာခိုင်းတာပေါ့နော်ဟုတ်ပြီဒါဆိုရင် teacher တို့ကသူပထမဆုံး number a မှာဆိုရင်သူပေးထားတဲ့ပုံစံလေးကိုတစ်ချက်ကြည့်ကြရအောင်သူပေးထားတဲ့ပုံစံလေးကဆိုလို့ရှိရင် x power 4 minus 5a square plus 4 equal to 0ပေးထားတယ်ဟုတ်ပြီဒါဆိုရင် teacher တို့ကဒီ equation တွေကိုဆိုလို့ရှိရင်ပုံမှန်အဖြစ်ဆိုလို့ရှိရင် x power square x power cube တွေနဲ့ teacher တို့ကရှင်းခဲ့ကြပေမဲ့ဒီနေရာမှာတော့ x power 4ဖြစ်နေတယ်ဒါဆိုရင် x power 4ဖြစ်နေရဲဆိုရင် teacher ကဒီနေရာမှာနည်းနည်းလေးတော့ teacher တို့ဒီကစားရမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ teacher တို့ကဒုတိယဒီဟိုကိုကြည့်လိုက်တဲ့အခါမှာဒီ exponent ကိုကြည့်လိုက်တဲ့အခါမှာ x power က2ဖြစ်နေတယ်ဒီမှာ x power 4ဆိုရင်ဒီချက်ဒီလိုလေးပြောင်းချင်ပါတယ်တစ်ချက်လောက်ကြည့်ပေးပါနော် x power square the whole square minus 5x square plus 4 equal to 0လို့ဒီချက်ပြောင်းလိုက်ချင်တယ်ဘာဖြစ်လို့ဆိုတော့ဒီချက် math မှာဆိုရင်ဒီ power square the whole square ကိုပြန်ပြီးတော့မြောက်လိုက်မယ်ဆိုရင်ဒီချက်တို့က x power 4ကိုပြန်ရမှာဖြစ်တယ်အဲ့တော့ဒီချက်ကဒါကြီးကတော့ဒီချက်ဒီလိုချင်တဲ့ပုံစံလေးကိုဒီချက်ကလောက်ယူလိုက်တာပေါ့နော်အဲ့တော့ x power square ဒုတိယဒီမှာ x power square ဖြစ်နေတဲ့အတွက်ဒီအရှင်းအကောင်ကိုလည်း x power square ဖြစ်အောင်ဒီချက်ကဒီ x power 4ကို x power square the whole square ပြန်ပြီးတော့ခွဲလိုက်တာဖြစ်တယ်ဒါပေမဲ့ဒီဟာကိုပြန်ဝင်မြောက်လို့ရှိရင်ဒီချက်တို့က x power 4ပြန်ရမှာဖြစ်တယ်ပေါ့ဟုတ်ပြီနော်ကဲဒါဆိုရင်ဒီချက်ကဘယ်လိုလေးလုပ်ချင်လဲဆိုတော့ဒီအထင်းမှာ x power square ဒီ x power square တွေကိုဒီချက်ကဘာထားလိုက်မလဲဆိုတော့ဒီချက်တို့က variable number တစ်ခုဖြစ်တဲ့ u လို့ဒီချက်ကထားလိုက်မယ်ပေါ့နော်ဟုတ်ပြီ x power square ဒါဆိုလို့ရှိရင်ဒီချက်ယူမထားဘဲနဲ့ဒီချက်တို့ကတခြား x y ကလွဲပြီးတခြားဒီ variable number တွေဒီချက်ကိုထားလို့ရပါတယ်ဒါပေမဲ့ဒီချက်ကတော့ဒီမှာတော့ယူလို့ထားလိုက်ပါမယ်เนาะဒါဆိုလို့ရှိရင်ဒီချက်တို့ကဒီ x square ဆိုတဲ့နေရာလေးမှာဘာလို့ဖြစ်သွားမှာလဲ u ဆိုတဲ့ကဏ္ဍလေးဖြစ်သွားမှာ u ဆိုတဲ့ variable number လေးဖြစ်သွားမှာပေါ့ဒီချက်ဒီမှာ color လေးနဲ့တစ်ချက်ပြောပြမယ်เนาะဟောဒီ x square နဲ့ဟောဒီ x square နေရာမှာဒီ share တို့ကဘာဖြစ်သွားမှာလဲ u ဖြစ်သွားမှာဒါဆိုလို့ရှိရင်ဒီ share တို့ကဘယ်လိုဖြစ်သွားမှာလဲဆိုတော့ဟုတ်ပြီဒါဆိုရင်ဒီ x square နေရာမှာ u ဖြစ်မှာเนาะဒါဆိုရင်ဒီ x square နေရာမှာဒီ share u လေးကိုထည့်လိုက်မယ် u လေးကိုထည့်လိုက်မယ်ဒါဆိုရင်ဒီ share တို့ကဒီနေရာမှာဘယ်လိုဖြစ်သွားမလဲ u square minus ဟုတ်တယ်เนาะ x square နေရာတစ်ခုလုံးက u ဖြစ်သွားမှာပြီးရင် the whole square minus 5 x square က u ဆိုပြီးဒီချက်သတ်မှတ်ထားဖြစ်တဲ့အတွက် 5u plus 4 equal to 0ဟုတ်ပြီဒါဆိုရင်ဒီချက်တို့က cross method နဲ့ factorize လုပ်လိုက်မယ်ဆိုလို့ရှိရင်4 1ဟုတ်ပြီဒီအလင်းမှာဒီ factorize လုပ်ထားတဲ့ဒီကဏ္ဍနှစ်ခုကဘာလို့ရမလဲဆိုတာကိုသူကပြောပြနေပါတယ်အဲ့တော့ပေါင်းရမယ်ဘာရမှာလဲဆိုတော့ -5 ရမှာအဲ့တော့ဒီ share တို့ကဒီလိုမြောက်အောင်မှာမလားအဲ့တော့ x နဲ့ 4 နဲ့မြောက်တော့ 4x x နဲ့ 1 နဲ့မြောက်တော့ 1x ဟုတ်ပြီဒီ share ရမယ်အဖြေက -5x ရမှာပါ -5u ပေါ့ကွယ်ဒီ share ဒီနေရာမှာ x ရင်းနဲ့ရေးထား sorry ဒီ share ပြန်ပြောပြမယ်နော်ဒီနေရာမှာဒီ share တို့က u နဲ့ခွဲရမှာပေါ့ u 4 1ဟုတ်ပြီဒါဆိုရင်ဒီ share တို့ကဒီနေရာမှာ u နဲ့ 4 နဲ့ဆိုတော့ 4uဒါ u เนาะ 4u ဒီဟာက 1u ဆိုရင်ဒီချက်တို့ရမှာ -5u ရမှာပါကလေးတို့အဲ့ဆိုရင် -5u ရဖို့အတွက်ဆိုရင်ဒီချက်တို့က -5 ရဖို့အတွက်ဆိုရင်4နဲ့1နဲ့ကို -4 နဲ့ -1 နဲ့ပေါင်းမှ -5 ရမှာလေအဲ့ဒါကြောင့်မလို့ဒီချက်တို့ကနှစ်ခုစလုံးကဘာဖြစ်နေရမှာလဲ minus ဖြစ်နေရမှာဒါဆိုရင်ဒီချက်တို့ရဲ့ဒီဟွာကဆိုရင်u minus 4 တကွင်း u minus 1 တကွင်း equal to 0 u is equal to 4 or u is equal to 1ဟုတ်ပြီဒါဆိုရင် u ရဲ့အဖြေတော့ရသွားပြီဒီချက်ဒါဆိုရင်ဒီချက်တို့ကရှားမှာကြတော့ u ဆိုတာဘာလို့ထားခဲ့တာလဲ x square လို့ဒီချက်တို့ထားခဲ့တာဖြစ်တယ်အဲ့ဒါဆိုရင် u နေရာမှာဒီချက်က x square လေးကိုထည့်လိုက်မယ်
a square equal to 4 or a square equal to 1ဆိုပြီး teacher ထားလိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင် teacher တို့က4ဆိုတာကဒီ square ကဟိုဘက်သွားလို့ရှိရင် plus or minus square root of 4 or a က plus or minus square root of 1ပေါ့ဟုတ်ပြီနော်ဒါဆိုရင် teacher တို့က plus or minus ကတော့ plus or minus ပဲ square root of 4ဆိုတာကဘာတူတော့ square root of 4ဆိုတာက square root ရဲ့အောက်မှာ4ဆိုတာ2အဲ့ဒီအတွက် teacher တို့က2တစ်လုံးကိုထွက်တယ် or h က plus or minus 1ပါဒါဆိုရင်ဒါလေးကဒီနံပါတ် A လေးရဲ့ answer ပေါ့ဒါပါပဲရှင်